ဆိုင်တဲ့အရာတွေကတော့ဒီပေးပါ9000ပါတိမှတ်ဖို့ပါချိန်အထောက်ကောက်ပြမယ်ကြာအထောက်ကောက်ပြမယ်ချိန်နာတိကူပေါ့ဒီဘူးလေဘာလို့ပြောမယ်ချိန်နာတိကူကောချိန်စွာအချိန်ပေးပါနာစွာ9000ပါတိစွာတိမှတ်ဖို့ပါကူစွာကူကြီးပါပေါ်စွာပေါ်ပါဘယ်ရရှိလဲအဲ့တော့ဒီမှာကတော့ဒီကိုရတိုင်းသားတင်ကိုဆိုတဲ့ဒီသားမယားဟိုမရှိမယ်အဲ့ဒါနဲ့ပတ်သက်မယ်လို့မင်းတို့အရှင်ရတော့အဲ့ဒါကိုသိထားဖို့လိုတယ်ဒါပေမဲ့လို့လောရဆင်ကတော့မင်းတို့မှာညီကောင်မောင်နှမလေးရှိတယ်မရှိဘူးလားရှိပါတယ်ညီကောင်မောင်နှမလေးရှိနေတယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေရှိနေတယ်အတန်းဖို့တွေရှိနေတယ်နော်ဆိုတော့ကိုယ့်ရဲ့အပေါင်းအသင်းညီကောင်မောင်နှမအဲ့အပေါ်မှာနော်အဓိကတော့အချိန်ပေးရတယ်အချင်းပြသူတို့ကစကားပြောနေရပဲဖြစ်သူများမိတ်ဆွေပဲဖြစ်သူ့ကိုမေးမှာပဲလေအချင်းပေးရအချင်းပေးပြီးတော့နားထောင်တော့ဖြစ်အဲ့လိုဆိုလို့ရှိရင်တော့ကိုတဲ့ဟိုကလေသူ့ရဲ့တငယ်ချင်းဆိုလို့ရှိရင်ကိုဟုတ်လေခင်မင်လာစေတယ်သူ့ရဲ့အချင်းပေးကိုကဟိုရတဲ့အချင်းလေးကိုအချင်းထည့်ပေးရတယ်ကိုအချင်းပေးလို့ရှိရင်ပြောတဲ့စကားကိုနားထောင်ပေးရတယ်ဒီလိုစိတ်နားထောင်ပေးရတယ်စိတ်မပါလို့ဟုတ်လားစိတ်မပါလို့ねဇာပြီးရင်ပြီးတော့နားထောင်တော့မဟုတ်ဘူးနဲ့စိတ်ပါဝင်သားစွာနဲ့သူ့ရဲ့ရင်ခွင့်နာမဖြစ်ဖြစ်သူ့ရဲ့ဒီကလေးညီကောင်မလေးဆိုလို့ရှိရင်ကိုယ့်ရဲ့ကလေးတွေရဲ့ပြောစကားတွေကိုသေချာအချိန်ပေးနားထောင်ရမယ်သူတို့ဘာပြောချင်လဲဆိုဟုတ်လားအိမ်မှာဆိုလို့ရှိရင်တချို့တွေကရှိကြပါတယ်ကလေးတွေဝင်ပြောလို့ရှိရင်ဒီကလေးတွေစကားအောင်ပြောတယ်ဟုတ်လားဘုံပြောနေလူရှိတွေပြောနေတယ်ဒါမျိုးတွေရှိဟုတ်မလားဟုတ်ပါတယ်အဲ့ကလေးတွေလူရှိပြောနေတာမှဘာကိုပြောချင်တာလဲသူမှကျောင်းမှာဆိုလို့ရှိရင်ကျောင်းတက်လို့ရှိရင်ဒီနေ့ကျောင်းမှာသာတင်ရတယ်ကလေးတငယ်ချင်းနဲ့ဘယ်လိုတွေဆော့ရတယ်အချိန်ပေးပြီးတော့စကားပြောရတယ်သူတို့ပြောကြတော့ညီကောင်သူတို့ဆော့ပါသေးလေဆော့ပါသေးနေလို့နေပါစေအဲ့လိုလုပ်လို့မရဘူးသူတို့မှလည်းလူကြီးတွေလိုပဲခံစားချက်ရှိတယ်အဲ့တော့သူတို့ပြောစကားကိုနားထောင်အချိန်ပေးပြီးနားထောင်ရတယ်ပထမဆုံးဘာလို့လဲအချိန်ပေးရတယ်ပြီးရင်ဘာလို့လဲပြီးလို့ရှိရင်နောက်ချက်ကသူတို့ဘာပဲလုပ်လို့ဥမာကျောင်းမှာရလာတယ် A ရလာတော့ B ရလာတော့ရှိသူတို့ကအဲ့ဒါကိုတားကုန်ပြီဘာမှမဟုတ်မယ်အဲ့ဒါတားသူတို့ကုန်ပြီလေအဲ့ဒါကိုသူတို့ကတော်လိုက်တာဆိုပြီးအတိမတ်ပြရတယ်A ရလာပဲဖြစ် B ရပဲ C ရပဲဖြစ်အတိမတ်ပြီးတော့တော်လိုက်တာဆိုတဲ့စကားလုံးကိုချီးကျူးပြောရတယ်နော်အဲ့ဒါဆိုသူတို့တားဝမ်းတာပြီးလို့ရှိရင်သူတို့ဘာပဲလုပ်လို့အခုခုကြည့်ချင်တာပဲသိရအခုခုအိမ်မှာကူညီတာပဲသိရသူတို့လှုပ်တဲ့ဟာလေးကိုကူညီအိမ်မှာနည်းနည်းကူညီတယ်ဆိုလို့ရှိရင်အဲ့ကူညီတဲ့အရာလေးကိုအတိမတ်ပြုပြီးတော့ကိုကချီးကျူးစကားပြောပေးရတယ်ညီကောင်မောင်မတွေကိုပြကိုယ်တမီးကြီးလို့ဆိုနော်ဆိုတော့အတိမတ်ပြုပေးရမယ်အဲ့ဒါကကူညီရပါမယ်ကူညီရညီကောင်မောင်မတွေဆိုလို့ရှိရင်တော့ဟုတ်လားသူတို့စာမရဘူးစာမလုံးနိုင်ဘူးဆိုလို့ရှိရင်ဒီနေ့စာရေးအကြောင်းကဘာပေးလဲအကြောင်းကဘာပေးလိုက်လဲစာမဘာပေးလိုက်လဲဘာပေးလိုက်လဲဘာကူညီပေးရမလဲကိုတန်းစလောက်ကူညီပေးပါကူညီပေးရမယ်ဟုတ်လားပြီးလို့ရှိရင်ဘာခက်ခဲနေလဲဘာခံစားနေရလဲသူရောက်ရန်ဖြစ်ခံစားနေရရှိတယ်စာမရလို့ခံစားနေရရှိတယ်ဟုတ်လားအဲ့ဒါနားထောင်ရင်ခွင့်သူဘာဖြစ်ရင်လဲသူမားရကိုပြန်ပြီးတော့ပြုပြင်ပေးရတယ်ကူညီပေးရတယ်သူဘာစာမရဘူးအဲ့ကလေးလေးမှာခံစားရရှိနော်မပြည့်ထားလို့မပြည့်ထားပါနဲ့ကိုညီကောင်မောင်တွေသူရောက်ကလေးတွေပြည့်ထားတာရှိပြည့်ထားတဲ့အတွက်သူတို့လှုပ်ရှင်ရလို့သူတို့မှရင်ခွင့်စရာရင်ခွင့်ဖို့မရှိဘူးသူတို့ပြောစကားကိုလူကြီးတွေနားမထောင်ဘူးညီကောင်မောင်တွေကလည်းနားမထောင်ဘူးဆိုလို့ရှိရင်သူတို့တွေလှုပ်ရှင်ရလို့စိတ်ကြပေါက်နေတဲ့လှုပ်ရှင်ရလို့အကျိုးရှိတဲ့အရာမလုပ်ဘဲနဲ့မကောင်းတဲ့အရာမှသွားလုပ်တယ်ဆိုတော့ငယ်ငယ်လေးအဲ့လိုမျိုးတွေရင်ခွင့်စီပေါ်လို့မရှိဘူးသူတို့မွန်းကျက်လာစိတ်မွန်းကျက်လာတဲ့အဆိုးကျိုးဘက်ကိုရောက်သွားအဆိုးဘက်ကိုရောက်စိတ်ကအဆိုးဘက်ရောက်သွားတဲ့အတွက်ကြောင်းရောက်လို့ရှိရင်လည်းကြောင်းရလို့ရှိရင်အဲ့လိုပြဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်လာမလဲပြောစကားနားမထောင်တော့ဘူးသူတို့လှုပ်ရှင်လှုပ်တယ်အိမ်ကပါလာလိုက်ပါလေအလေးချင်းနေကျောင်းကိုပါလာကျောင်းမှာကျောင်းတဲ့လေပြောစကားနားထောင်တဲ့အလေးချင်းမရှိဘူးဟုတ်လားဆိုတော့နားတဲ့လေမရောက်ဘူးသူများကိုလေဒီမဖွင့်တော့ဘူးငင်ကလေးကတင်ကလေးစိတ်ဝင်သွားတယ်ဆက်စမတွေကိုမသိတောင်မေးလို့စိတ်မရှိတော့ဘူးအိမ်မှာအလေးချင်းမရှိခဲ့တဲ့အတွက်အဲ့ဒီလေးချင်းတွေကဒါနော်အရေးကြီးအိမ်မှာရင်ခွင့်ဖို့အဲ့လိုမျိုးနားထောင်ပေးမဲ့လူရင်ခွင့်ဖို့ရှိလို့ရှိရင်
အိမ်မှာမိဘတွေကခုနအချိန်ပေးပြီးနားအချိန်ပေးရမယ်ပေးပြီးပေးတယ်နားထောင်မယ်ပြီးလို့ရှိရင်ကုညီပြီးတော့လုပ်ပေးမယ်ပြီးလို့ရှိရင်တော့အတိအမှတ်ပြုပြီးတော့လုပ်ပေးမယ်ဆိုလို့ရှိရင်ကျောင်းမှာလည်းအဲ့လိုမျိုးပဲကိုရဲ့မရလို့ရှိရင်ဆရာမတွေကိုရင်းနှီးတို့မေးမယ်အဲ့လိုဟိုကိုရဲ့ဖြစ်တဲ့နေရာကိုပြောမယ်ပုံလင်းနေတက်လာမယ်ပေါ့ဒါပေမဲ့အဲ့လိုကိုရဲ့စိတ်ထဲမှာအိမ်မှာအဲ့လိုမျိုးအတိအမှတ်ပြုလည်းမခံရဘူးအချိန်ပေးလည်းမခံရဘူးကိုကြီးဆောင်ခြင်းလည်းမခံရဘူးဆိုလို့ရှိရင်အဲ့လိုတယောက်တင်းကျက်လာစိတ်ထဲမှာပေါက်ထွက်လာတယ်လို့ရှိရင်ရှောက်လှုပ်လာလို့ရတဲ့အတွက်နောက်ကျရင်စာမရရင်တော့အိမ်ဟိုအိမ်ဟောက်ကြီးကငါပြောတာမှနားမထောင်ပဲလေငါမှအချိန်မပေးပဲငါမှမကူကြည့်ပဲနေပဲသူတို့မေးရဲ့ချိန်မှာတခါတလေသူတို့ကမေးမှာမေးလို့ရှိရင်လိန်ပြောတတ်တာဘယ်ရောက်လဲဆိုးချိုးဖေးကိုရောက်တယ်ဇယိုက်တွေကဆိုးချိုးဖေးကိုပြောင်းလာ